PSG ရဲ့ space တွေ set piece အားနည်းချက်တွေကိုထိုးနှက်ဖို့ပြင်ဆင်လာမဲ့ Arsenal vs PSG တို့ရဲ့ Champions League Final ပွဲကြိုသုံးသက်ချက်အကောင်းဆုံးတိုက်စစ်နဲ့အမာကျိုးဆုံးခံစစ်တို့ရဲ့တည်ရရှိတိုက်ပွဲပါလွန်ခဲ့တဲ့အနှစ်20တုန်းကဥရောပဘောလုံးပွဲမှာရင်ခွဲနာကြခဲ့ရတဲ့ Arsenal တို့အခုချိန်မှာ Premier League Champion မာနာနဲ့အတူလက်ရှိဥရောပ Champion ပြင်သစ် Blue ကြီး PSG ကိုအသေးအလဲလက်စားချေဖို့ Hungary နိုင်ငံက Postcard ကွန်ကြီးတွေကိုရောက်လာပါပြီ။ဥရောပဖလားကို3ချိန်မြောက်ကင်မြောက်ဖို့ကြိုးစားနေတဲ့ Luis Enrique ရဲ့ PSG လားဒါမှမဟုတ်ရင်နှစ်ပေါင်းများစွာစောင့်ဆိုင်ခဲ့ရတဲ့ Arteta ရဲ့သမိုင်းဝင် Arsenal လားဒီည Champion League ညာချက်ကိုဘယ်သူကသိမ့်ပိုက်သွားမလဲပရိသတ်များအားလုံးပဲမင်္ဂလာပါကန္နာဘဘမြန်မာကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့စနေနေ့ည10:00နာရီခွဲအချိန်ဟန်ဂရီနိုင်ငံဘူဒါပက်မြို့က Postcard Arena ကွင်းကြီးထဲမှာပြုလုပ်မဲ့ဒီပိုလူပွဲဟာဆိုရင်ကိုအများဆုံးတွင်းထားတဲ့တိုက်စစ် PSG နဲ့ခံစစ်အကောင်းဆုံး Arsenal တို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုကြီးဖြစ်ပါတယ်။ Arsenal အတွက်ဒီပွဲဟာ10စုနှစ်2ခုစာနာကျင်မှုတွေကိုဆေးကြောရမယ့်ပွဲပါ2006ခုနှစ်ပါရီမြို့မှာဘာစီလိုနာကိုရှုံးနိမ့်ခဲ့ရတဲ့အာဆင်ဝင်ဂါရဲ့မျက်ရည်တွေကိုအခုချိန်မှာသူ့ရဲ့တပည့်ကြီးဖြစ်တဲ့မီကေအာတေတာကခြေဖြတ်ပေးဖို့မိနစ်90ပဲလိုပါတော့တယ်အာဆင်နယ်ကအခုနှစ်ချန်ပီယံလိမှာရှုံးပွဲလုံးဝမရှိသေးသလို clean sheet 9ချိန်အထိရယူထားတဲ့အသေးကြဆုံးခံစစ်ရန်ရာကြီးကိုပိုင်ဆိုင်ထားပါတယ်ပြီးတော့ပြီးခဲ့တဲ့အပတ်ကမှပရီးမီးယားလိချန်ပီယံဆုကိုစုကူးထားလို့စိတ်သက်ပိုင်းကတော့အမြင့်ဆုံးကိုရောက်နေပါတယ်တစ်ဖက်မှာလည်း PSG ကအကြောင်းလက်ကင်းပါတယ်ပြီးခဲ့တဲ့2024-2025ရာသီကမှအင်တာမီလန်ကို5-0နဲ့နိုင်ယူပြီးတော့ချန်ပီယံလိဖလားကိုပထမဆုံးအကြိမ်ရယူထားတဲ့ PSG ကအခုနှစ်မှာလည်းချန်ပီယံဆုကို back to back ကာကွယ်နိုင်မဲ့ပထမဆုံးပြင်သစ်ကလပ်အဖြစ်သမိုင်းသစ်ရေးဖို့အဆင်သင့်ဖြစ်နေပါပြီဒီဟာဒီချန်ပီယံလိမှာသူတို့တွင်းထားတဲ့ဂိုးအရေအတွက်44ဂိုးอ่ะဆိုရင်1999 2000ခုနှစ်ဘာစီလိုနာရဲ့စံချိန်ကိုမီဖို့တကူပဲလိုတော့တဲ့အနေအထားမှာရှိနေပါတယ်လူဝစ်အင်ရစ်အနေနဲ့ဒီပွဲတာနိုင်ရင်ချန်ပီယံလိ3ချိန်ရတဲ့ရှာရှာပပကန်ဝင်နီးပြ9ဦးစင်းနဲ့ကိုဝင်သွားမှာပါဒီပွဲရဲ့အဓိကအဆုံးဖြတ်ပေးမဲ့နေရာ key backgrounds တွေကဘာတွေလဲ PSG ဘက်မှာဘယ်တောင်မန်ကနေတောက်လျှောက်ဒုက္ခပေးလာမဲ့သူကတော့ Quadrats Scalia ပါဒါပေမဲ့ Arsenal ရဲ့ညာနောက်ခံလူနေရာမှာအခုချိန်ပြဿနာဖြစ်နေပါတယ်ဘန်ဝိုက်ကဒဏ်ရာကြောင့်တေချာပေါက်လွဲချော်မှာဖြစ်ပြီးတော့ဂျူလီယန်တင်မကလည်းလာပေါင်းများစွာနားထားရလို့ပွဲထွက်လာဖို့ရခိုင်နှုန်းနေပါတယ်ဒါကြောင့်လူငယ်ကစားသမားလေးခရစ်စတီယန်မော်စကွဲယာကိုပဲထိတုံရမယ့်အနေအထားဟာအာဆင်နယ်အတွက်တော့စံစားမှုတစ်ခုဖြစ်လာနိုင်ပါတယ်ဒီလိုဆိုတော့အာဆင်နယ်တတင်းကပဲဒုက္ခရှိနေတာလား PSG ကရော AC ပဲလားလို့မေးစရာရှိပါတယ် PSG ဘက်မှာလည်းအခက်အခဲတွေရှိတယ်သူတို့ရဲ့အဓိကညာနောက်ခံလူဟာကီမီကဘိုင်ယန်မြူးနစ်ပွဲမှာတကောက်ကျော်တန်ရာရသွားခဲ့လို့ဒီပွဲကိုလွှဲချော်ဖို့များပါတယ်လေ့ကျင့်ရေးပြန်ဆင်းနေနိုင်ပြီဆိုပေမဲ့ဒီပိုလူပွဲအတွက်အဆင်သင့်ဖြစ်နေနိုင်ပါမလားဆိုတာကတော့မသိကြပါဘူးဒီလိုဆိုတော့လူငယ်ကွင်းလေလူဇဲအမေရိကိုညာနောက်ခံလူနေရာမှာဆွဲထုတ်3ယောက်ပဲရှိပါတယ်ကွင်းလေလူတယောက်နောက်တန်းမှာစင်ကစားရတာဖြစ်လို့ position နေရာယူမှုတွေအားနည်းချက်တွေတေချာပေါက်ရှိလာပါမယ်ဒီကုလက်ကိုအာဆင်နယ်ရဲ့ဘယ်တောင်မန်ကစားသမားတွေကတဦးချင်းမြန်နှုံးနဲ့အဆက်မပြတ်ဆွဲပြေးပြီးဖျားပေးလာမှာပါကွင်းလေကဒီဂရန်ရိုက်ကပါဘယ်ချမ်းကိုကတ်ပြီးတော့အမေရိရဲ့နေရာကို2 vs 1 overload ပုံစံမျိုးနဲ့အသေးလဲထိုးနှက်လာဖို့ရှိပါတယ် PSG ရဲ့ခံစစ်ကဒီယာဒီချန်ပီယံလိမှာကလင်းရှင်း9ပွဲပဲရထားပြီးတော့အလွယ်တကူကူပေးရလေးရှိတဲ့ခံစစ်မျိုးပါသူတစ်ဖြင့်အမြင်မိုးရှင်းထုတ်မှုအပိုင်းမှာအားနေပါတယ်အာဆင်နယ်ဆိုတာဥရောပမှာဆက်ပစ်ကနေဂိုးသွင်းအများဆုံးအသင်းတွေကတသင်းမှာဒီပြအာဒေတာဟာဒီပွဲမှာတောင်းကန်ဘောတွေဂျာတိုင်းဂါဘရီယေတို့ရဲ့အရာမောင်းတွေကိုအသုံးချပြီးတော့ PSG ကိုရမာဆာဖူနော့ရဲ့ဂိုးအေရီယာကိုတိုက်ရိုက်ချင်းချောက်လာမှာပါ PSG ရဲ့ဘယ်တောင်မန်မှာကော်ရက်စကေလီယာနဲ့နူနိုမန်တက်တို့ပွဲကစားမှာဖြစ်ပါတယ်နူနိုမန်တက်ကတိုက်စစ်ကိုအရန်လိုက်ပါတတ်တဲ့ attack minded နောက်ခံဖြစ်ပါတယ်ရှေ့ကိုတက်သွားတဲ့အချိန်တိုင်းသူ့ရဲ့နောက်ကျောမှာနေရာလွတ်ကြီးတွေကျန်းနေခဲ့မှာပါအဲ့ဒီနေရာလွတ်တွေကိုအာဆင်နယ်ရဲ့အဓိကတိုက်စစ်လက်နက်ဖြစ်တဲ့ပူကာယိုဆာကာနဲ့ကွင်းလယ်ဖန်တီးရှင်အိုဒီဂါတို့ချိတ်ဆက်ပြီးတော့လျက်တစ်ပြက်တန်မြန်တိုက်စစ် quick transition နဲ့ဝင်ရောက်လာမှာဖြစ်ပါတယ် PSG ရဲ့ကစားဟန်ကနောက်တန်းကနေဘောလုံးစတင်တိဆောက်တာကိုအရန်သဘောကျပါတယ်ဒါပေမဲ့အာဆင်နယ်ကလည်းရှေ့တန်းကနေရက်ဆက်ဖိအားပေးတဲ့နေရာမှာကမ္ဘာအဆင့်မှာ PSG ကွင်းလေလူဗတင်ညာနဲ့ဂျာအိုနီဘက်တို့စီဘောလုံးရောက်တာနဲ့အိုဒီဂါရိုက်စ်နဲ့တိုက်စစ်မှုယောဂရက်တို့ကအသက်ရှူပေါက်မပေးဘဲနဲ့ဝိုင်းဝန်းပေးဆိုလူယူကြပါလိမ့်မယ်
တကယ်လို့ PSG နောက်တန်းနဲ့ကွင်းလင်မာတာဘောလုံးအလုခံရရင် Kvaratskhelia နဲ့ Dembele တို့စီကိုဘောလုံးလုံးဝရောက်လာတော့မှမဟုတ်ဘဲနဲ့အာဆင်နယ်ရဲ့စိတ်ကြိုက်ကစားကွက်ထဲကိုအလိုလိုရောက်လာနိုင်ပါတယ်ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဆီမီဖိုင်နယ်မှာ PSG ကအာဆင်နယ်ကိုနှစ်ကြော်ပေါင်း3ဂိုးတကူနဲ့အနိုင်ယူပြီးဖျက်ကျော်သွားခဲ့ပူပါတယ်ဒါပေမဲ့အခုနှစ်အော်တိုဘာလကစားခဲ့တဲ့ League Phase မှာတော့အာဆင်နယ်ကအိမ်ကွင်းမှာ2ဂိုး0နဲ့ပြန်လည်အနိုင်ယူထားပါတယ် PSG ရဲ့တိုက်စစ်စွမ်းဆောင်ရည်အင်မတန်ကြောက်စရာကောင်းပေမဲ့ PR များတဲ့ဘူလူပွဲလူမျိုးရှုံးထွက်ဘူလူပွဲမျိုးမှာဆိုရင်အာဆင်နယ်ရဲ့အမှားအယွင်းကင်းတဲ့ခံစစ်စနစ်ကပွဲကိုအချိန်မိုအထိဆွဲခေါ်သွားနိုင်ခြေရှိပါတယ်။ဥရောပအတွေ့အကြုံရင်းချက်မှုနဲ့တိုက်စစ်လက်နက်စုံလင်မှုမှာတော့ PSG ကအနေငယ်အသာစီးရှိနေပေမဲ့စနိုက်ပါသမားလိုချိန်ကြည့်ပြီးတစ်ချက်ဆိုတစ်ချက်ပွဲသိမ်းနိုင်တဲ့အာဆင်နယ်ကို short တွက်လို့မရပါဘူး။အာဆင်နယ်1 PSG 0ဆိုတာမျိုးဖြစ်လာဖို့များပြီးတော့တစ်ဖက်တစ်ကိုးစီတည်ရလက်လေကျသွားနိုင်ပါတယ်။အချိန်မိုရောက်သွားမယ်ဆိုရင်ပွဲကအာဆင်နယ်ဘက်ကိုပို့ပြီးရင်းသွားတော့မှာပါ PSG ကဂိုးလိုချင်လို့ဖိလာမယ်လိုချင်တာမရလေပို့ပြီးဖိအားဝင်လာလေဖြစ်လာမယ်တပွဲလုံးတောက်လျှောက်ရုံးလာတော့ရုပ်ပိုင်းဆိုင်ရာကြက်ခိုင်မှုတွေလည်းကျဆင်းလာနိုင်ပါတယ်ဒီအချိန်မှာအမဆောင်ကစားမဲ့အာဆင်နယ်ကတမန်တိုက်စစ်နဲ့တီတီမီမီစော်ထည့်ပြီးတော့မှအချိန်ပိုကစားရင်တောင်မှတစ်ခုတကူလောက်နဲ့အနိုင်ရသွားနိုင်ကြောင်းပါဒီကူတို့ရဲ့အမြင်လေးတွေကိုလည်းပြောပြကြပါဦးခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်အားလုံးကိုကျေးဇူးတင်ပါတယ်